ဖောက်လိုက်တော့ ဒါရေးဖောက်ပြီး ဆက်ကွန်ပရမတ်တယ်ဗျာသူကဘာနဲ့လဲမယ်ဆိုတော့ M5 တစ်လုံးရယ်16 Pro 16 Pro တစ်လုံးရယ်သူကဆက်ကွန်ပရမတ်နဲ့လဲမှာကျွန်တော်တို့သူ့ကိုပြန်လိုက်ပေးရမှာတော့ကိုဖုန်းရိုက်တာသူ့16 Pro နဲ့ကင်မရာလုံးရှယ်ချိန်ထားတာကင်မရာဒါပေမဲ့ FS နဲ့များတယ်ချိန်ထား ရ သူကဆယ်ဆက်ကွန်ပရမတ်ခဲအောင်လာတယ်အဖက်နဲ့များချိန်ထားတာ ဒီလိုကြည့်ပါ ဖြူရောင်ဘက်နည်းနည်းသွားတာမျိုးချိန်ထားပြန်ချိန်ထားတယ်ကင်မရာနည်းနည်း တော့တွေ့ရတာလိုက်ချိန်တယ် အဖက်များတော့โอเคဆက်ကွန်ပရမတ်ကိုတလောကတော့ဆက်ကွန်ပရမတ်ခဲအောင်လည်းရန်ရောင်းရတယ်တက်တယ်လူတောင်းများတယ်ကိုဆက်ကွန်ပရမတ်ခဲအောင်လည်းတောင်းတာအများကြီးမှရုပ်ကြလေးတယ်ခဲအောင်ရဲ့ blue ရဲ့ဆဆပေါ်ချင်းကတော့အဝါရောင်ဟို orange ရောင် orange ရောင်တော့အရန်ပြူးလွန်းတယ်အရောင်တိတ်မမိုက်ဘူး ရောင်းတာတောင်းနေ အေးတောက်လွန်းတယ်လက်ထက်မှာကာညာအဝေးဟိုဒီကနေဗာလဲဒီကနေရန်ကုန်ထိကိုမြင်နေရဟုတ်